ကိလေသာဆိုတာပါဠိစကားဖြစ်ပြီးစိတ်ကိုညှဉ်းနှွမ်းစေတတ်ပူလောင်စေတတ်တဲ့အညစ်အကြေးများလို့အဓိပ္ပာယ်ရပါတယ်။အဝတ်တစ်ခုမှာအယောင်ဆိုးတွေအစီတွေပေးကြံနေရင်ညစ်ပတ်သွားတယ်လို့မျိုးပဲ။ကျွန်တော်တို့ရဲ့မူလဖြူစင်တဲ့စိတ်အစဉ်ကိုလောဘဒေါသတွေဝင်လာတဲ့အခါစိတ်ဟာညှဉ်းနှွမ်းပြီးပူလောင်သွားရတာပါ။အခြေခံအဖြစ်ကိလေသာ၃မျိုးရှိပါတယ်။လောဘလူကျင်တက်မဲ့မှုဆွဲလန်းမှုရုံးမထွက်နိုင်မှုဒေါသမကျေနပ်မှုစိတ်ဆိုးမှုမုန်းတီးမှုကြောက်ရွံ့မှုမောဟအမှန်တရားကိုမသိမှုဝေခွဲမရမှုတွေးဝေမှုအသေးစိတ်ခွဲရရင်မာနဒိဋ္ဌိဝိသိကိစ္စစသဖြင့်ကိလေသာ10ပါးရှိပါတယ်။ဘာကြောင့်ကိလေသာတွေတတ်စင်ဖို့ဝိပဿနာလုပ်ရတယ်လဲ။ကိလေသာတွေဟာစိတ်ရဲ့အပေါ်ယံမှာရှိနေတာမဟုတ်ပဲစိတ်ရဲ့အောက်ခြေလွှာ subconscious mind ထဲမှာအနုတ္တယကိလေသာအနေနဲ့ကိန်းအောင်ပုံအောင်နေတတ်ပါတယ်။ဥပမာခွက်တစ်ခုထဲမှာရေကကြည်နေပေမဲ့အောက်ခြေမှာအနေတွေထိုင်နေတာနဲ့တူပါတယ်။အပြင်ကလှုပ်နိုးလိုက်ရင်ကိုမကြိုက်တဲ့အာယုန်နဲ့တွေ့ရင်အနေတွေအပေါ်တက်လာပြီးရေနောက်သွားသလိုပဲဒေါသတွေလောဘတွေပြန်ထွက်လာတတ်ပါတယ်။ဝိပဿနာဟာခန္ဓာကိုယ်နဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ယုံ nant တရားတွေကိုအနိစ္စဒုက္ခအနတ္တလို့အမှန်တိုင်းထိုးထွင်းသိမြင်အောင်လုပ်တာပါ။ငါဆိုတာမရှိဘူးဖြစ်ပြီးပြည့်နေတဲ့သဘာဝတရားပဲလို့မောဟကွာသွားတဲ့အခါဆွဲလန်းစရာဘာမှမရှိတော့လို့လောဘချုပ်ငြိမ်းသွားပါတယ်။မကျေနပ်စရာရန်သူဆိုတော့လည်းမရှိတော့လို့ဒေါသချုပ်ငြိမ်းသွားပါတယ်။အနှစ်ချုပ်ကတော့ဝိပဿနာဟာကိလေသာတွေခိုးအောင်နေတဲ့အမြင့်မောဟအဝိဇ္ဇာကိုပညာဆိုတဲ့ပစိန်နဲ့အမြင့်ပြောင်းခုတ်ထစ်ပစ်လိုက်တာကြောင့်ကိလေသာတန့်စင်ဖို့ဝိပဿနာကိုမဖြစ်မနေလုပ်ကြရတာဖြစ်ပါတယ်။ဝိပဿနာအပြင်တခြားနိလန်းများရှိသေးသလား။ဒီနေရာမှာစိတ်ကိုတည်ငြိမ်အောင်လုပ်တဲ့နိလန်းနဲ့ကိလေသာကိုအမြင့်ပြတ်တဲ့နိလန်းဆိုပြီးနှမျိုးခွဲမြင်ဖို့လိုပါတယ်။စိတ်ငြိမ်းချမ်းအောင်လုပ်တဲ့တခြားနိလန်းတွေကသမထနိလန်းတွေရှိတယ်။ဝိပဿနာမဟုတ်ပဲစိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့နိလန်းတွေအများကြီးရှိပါတယ်။ဗုဒ္ဓဘာသာမှာရောအခြားဘာသာယဉ်ကျေးမှုတွေမှာပါရှိကြပါတယ်။အာနာပါန meditation ဝင်လေထွက်လေကိုပဲစိုက်ကြည့်တာမေတ္တာဘာဝနာသရဝအနန္တကိုမေတ္တာပို့တာဒေါသကိုခိတ္တပယ်ဖြောင်းနိုင်ပါတယ်။ကတိုင်းရှုခြင်းမြေရေလေမိစတဲ့အာယုန်တစ်ခုကိုစူးစိုက်ကြည့်တာယောဂနဲ့ဓမ္မဋ္ဌာန်ကြာကြာစိတ်လျှော့တာခန္ဓာကိုယ်နဲ့စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ကျင့်စဉ်များဒါတွေရှိပါတယ်။အားနည်းချက်ကတော့ဒီနိလန်းတွေသမထနိလန်းဟာကိလေသာအနေတွေကိုအပေါ်ကနေကြောက်ပြင်းနဲ့ဖိထားသလိုမျိုးခိတ္တငြိမ်သက်သွားအောင်ပဲလုပ်နိုင်တာပါ။တရားထိုင်နေတော့စိတ်တည်ငြိမ်နေတော့ပဲအေးချမ်းပြီးအပြင်လောကထဲပြန်ရောက်လို့အဆင်မပြေတာနဲ့ကြုံရင်ကိလေသာတွေပြန်ကြွလာတတ်ပါတယ်။ဗုဒ္ဓဘာသာအယူဆအရကိလေသာကိုအနေထိုင်ုံနဲ့မဟုတ်ပဲအမြင့်ပြတ်အကျွမ်းမဲ့တန့်စင်စေနိုင်တဲ့တခြားနိလန်းမရှိပါဘူး။ဒါကိုမြတ်စွာဘုရားကမဟာတတိပဋ္ဌာန်သုတ်မှာဧကာယနောအယံဘိက္ခဝေမက်ကောယဟန်တို့တတဝါတွေတန့်စင်ဖို့တောကပရိဒေဝတွေကြော်လွန်ဖို့ရှိသမျှလမ်းစဉ်ထဲမှာဒီတတိပဋ္ဌာန်ဝိပဿနာလမ်းစဉ်တစ်ခုတည်းသာလျှင်အမြင့်ပြတ်ကြောင်းလမ်းဖြစ်တယ်လို့အတိလင်းမိန့်ကြားခဲ့ပါတယ်။ခြုံငုံရရင်တော့စိတ်ကိုခဏတာအေးချမ်းဖို့ stress လျှော့ဖို့ဆိုရင်ရော့ဖို့ဆိုရင်သမထနိလန်းတွေတခြားစိတ်တည်ငြိမ်မှုလေ့ကျင့်ခန်းတွေနဲ့လုပ်လို့ရပါတယ်။ဒါပေမဲ့စိတ်ဆင်းရဲမှုရဲ့အကြောင်းအရင်းဖြစ်တဲ့ကိလေသာတွေကိုအပြည့်တိုင်အမြင့်ပြတ်ဖြတ်တောက်ခြင်းနဲ့ဆိုရင်တော့မိမိခန္ဓာကိုယ်ရဲ့အမှန်တရားကိုပြန်ကြည့်ရတဲ့ဝိပဿနာနိလန်းတစ်ခုတည်းသာလျှင်ရှိပါတယ်။